အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့မက်ဆီစီမာဖြစ်ပါတယ်ကျမဖတ်အခုနောက်ထပ်စာအုပ်အသစ်ကလေးတစ်အုပ်ကိုဖတ်ပြပါမယ်ရှင်ဒီစာအုပ်လေးရဲ့နာမည်ကတော့ပိုကောင်းဖို့ဖြစ်တာပါတဲ့ဒီစာအုပ်လေးကိုရေးထားတဲ့သူကတော့လွန်ထာထာရှိသက်ကိုဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးမှာဆိုလို့ရှိရင်ကျမမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒီအကြောင်းအရာလေးနာမည်ကလည်းဒီစာအုပ်လေးရဲ့ဒီခေါင်းစဉ်လေးကဒီစာအုပ်လေးရဲ့ခေါင်းစဉ်လေးပါပဲပိုကောင်းဖို့ဖြစ်တာပါတဲ့ဒီစာအုပ်လေးမှာဆိုရင်ဘဝမှာတချို့သောလက်လွတ်ဆုံးရှုံးရခြင်းတွေကပိုကောင်းမွန်တဲ့အရာတွေကိုလက်ခံရယူနိုင်ဖို့အတွက်လမ်းရှင်းပြလိုက်ရဖြစ်ပါတယ်အစီအမောင်ရဲ့ဖြစ်စေပေါင်းသင်းဆက်ဆံရေးမောင်ရဲ့ဖြစ်စေကိုသိခင်တွဲမမောရတဲ့လူတယောက်ကိုလက်လွတ်ဆုံးရှုံးရတဲ့အခိုက်အတန့်တွေဆိုတာလူတိုင်းမှာရှိကြပါတယ်ဒါပေမဲ့လို့သူဟာကိုယ့်ဘဝအတွက်တိတ်ပြီးတော့မှဖိုးတန်တွေ့တာစရာလူတယောက်ပါဒါပေမဲ့လို့အကြောင်းမျိုးကျိုးကြောင့်ရေဆက်ကုန်သွားလို့ဖြစ်စေသူ့ဘက်ကပဲတွဲသွားတဲ့လက်ကိုဖြုတ်တဲ့အခါတိတ်ပြီးတော့မှအဲ့လိုဆုံးရှုံးနေတာမျိုးကြီးတစ်ခုလို့ခံစားရမယ်ဒါပေမဲ့လို့အချိန်တစ်ခုကြာလာလို့ရှိရင်ကိုယ့်အဘွားအတွက်ပို့ပြီးတော့မှပုံမူထိုက်တန်ပြီးတော့မှကောင်းမွန်တဲ့လူတယောက်ကိုနဘေးနာကိုရောက်လာတာကိုသတိပြုမိပါလိမ့်မယ်ပေါ့နော်ကိုသိလိုချင်နေရဲ့အခွင့်အလမ်းတချို့ကိုလည်းကိုမျောလင်းထားသလိုဖြစ်မလားလို့လွဲစော်လက်လွတ်လိုက်တဲ့အခါမျိုးမှာလည်းကြုံတွေ့ရတယ်ဘဝရဲ့အဆုံးသက်တစ်ခုကိုခါတိတိနဲ့နာကျင်ခံစားမနေနဲ့ပေါ့နော်သူ့ထက်ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုကပုံစံတစ်မျိုးနဲ့တခြားနေရာနေပြီးတော့မှပေါက်လာတတ်ပါသေးတယ်တေချာတစ်ခုကကိုယ့်ရဲ့စိတ်ကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့သူတွေအခွင့်အလမ်းတွေနာကျင်စိတ်တွေနဲ့မမောဆုပ်တွဲထားပဲပိုမိုကောင်းမွန်တဲ့သူတွေအခွင့်အလမ်းတွေရောက်လာဖို့လမ်းချင်းပြတာလို့ခံယူပြီးတော့မှဩဘောပါစီနဲ့လက်လွတ်တတ်ဖို့လိုအပ်ပါတယ်ဘဝဟာမြညာချင်းကြကြပဲကိုယ်နဲ့ထိုက်တန်တာကိုပေးတတ်ပါတယ်ဘာပဲလုပ်လို့ကိုယ့်ဘက်ကနေပြီးတော့မှကောင်းမွန်တဲ့စိတ်စေတနာတွေကောင်းလေးသာထည့်ပေးလိုက်ပါဘာကိုမှမျောလင့်တကြီးဆူတောင်းနေစရာမလိုပဲကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုပြန်ပြီးတော့လက်ခံရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကစိတ်ကောင်းလေးသာထားပြီးကြောကိုင်းနှုတ်ဆက်သွားသူတွေနာကျင်စွာတန်းဆွဲမှန်မောမနေနဲ့ပေါ့နော်ပေါ့ဖားလေးလက်လွတ်လိုက်ပါသူ့ထက်ပိုကောင်းမွန်တဲ့သူရောက်လာဖို့အတွက်ကိုကလမ်းဖယ်ပြီးရသူကလမ်းဖယ်ပြီးရဖြစ်ပါလားတူပဲအလောက်ကင်ခွင်လန်းရှို့မှာဆိုလို့ရှိရင်လည်းလက်လွတ်ဆုံးရှုံးရလို့ကိုဘွားတစ်ခုလုံးပြီးဆုံးနာကျင်သလိုခံစားမိနဲ့ကိုအည်အသွေးနဲ့ထိုက်တန်တဲ့ပုံမကောင်းမွန်တဲ့အလောက်ကင်ခွင်လန်းနေဝင်လန်းလာအောင်မှသိကြပါတယ်အဲဒါကြောင့်မလို့ကိုစိတ်စေတနာနဲ့မှန်ကန်နေဖို့ပဲလိုရပါတော့ဒီအကြောင်းအရာလေးမှာကျမအမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဘယ်ရာကိုပဲဖြစ်ဖြစ်တခုခုကိုလှုပ်လိုက်လို့ကိုတွေးထားတဲ့အတိုင်းကိုဖြစ်စေချင်တာအတိုင်းမဖြစ်လာဘူးဆိုပေမဲ့လို့တခုရောက်သွားလို့ရှိရင်ကိုစူးစမ်းတဲ့အရာတွေကနေပြီးတော့မှပြန်ပြီးတော့မှကိုနဲ့ထိုက်တန်တဲ့အရာကိုပြန်ပြီးပါဆိုတဲ့ဘုဒ္ဓတာလေးကိုဒီကနေပြီးတော့ရလိုက်ပါတယ်ရှင်